အားလုံးပဲမင်္ဂလာပါဘာမစ်စကူကနေကြိုဆိုပါရစေဒီနေ့မှာတော့အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာအဓိကဦးဆောင်ခဲ့သူကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးမဟာတမဂန္ဒီရဲ့အကြောင်းကိုမိတ်ဆွေတို့တီးပွင့်အတွက်မျှဝေပေးလိုက်ပါတယ်မဟာတမဂန္ဒီကြီးဟာ20ရာစုရဲ့ပထမပိုင်းရာစုနှစ်ဝက်လောက်မှာအိန္ဒိယမျိုးသားကွန်ဂရက်နဲ့တခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေနဲ့အတူလက်တွဲပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လွတ်လပ်ရေးကြိုးပမ်းမှုကိုစတင်ခဲ့တာပါ1920ပြည့်နှစ်တွေနဲ့1930ပြည့်နှစ်တွေမှာဂန္ဒီကြီးရဲ့ဦးဆောင်မှုနဲ့အတူအဟိတလို့ခေါ်တဲ့အကြမ်းမဖက်ရေးလမ်းစဉ်အောက်မှာတန်ပေါင်းများစွာသောလူထုကြီးဟာတဏီတညွတ်ထဲပါဝင်ဆင်နွှဲခဲ့ကြပါတယ်ဒီလိုတဲ့1949ဩဂုတ်လ15ရက်နေ့မှာတော့အိန္ဒိယနိုင်ငံဟာဗြိတိရှတို့ရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်လပ်ရေးကိုအောင်မြင်စွာရရှိခဲ့ပါတော့တယ်ဂန္ဒီကြီးဟာငယ်စဉ်ကရာဂျကုတ်နဲ့ဘုံပင်မြို့တွေမှာပညာသင်ကြားခဲ့ပါတယ်မြို့တလေးရငယ်ရွယ်နဲ့အိမ်ထောင်ပြုခဲ့ပြီးအသက်18နှစ်အရွယ်မှာတော့အင်္ဂလန်ပြည်လန်ဒန်မြို့ကိုဝတ်လုံတော်ရဘွက်တင်ယူဖို့ရန်အတွက်အိန္ဒိယကနေထွက်ခွာသွားခဲ့ပါတယ်။အဲဒီချိန်မှာသူ့ရဲ့သားဖြစ်သူကနီးတူးမဲ့ရှိသေးတာပါ။ဥပဒေပညာကို၄နှစ်ခန့်တင်ယူခဲ့ပြီးနောက်1891ခုနှစ်မှာဝတ်လုံတော်ရအဖြစ်နဲ့အိန္ဒိယပြည်ကိုပြန်လာခဲ့ပြီးဘုံပင်မြို့မှာရှေ့နေအလုပ်ကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။ဒါပေမဲ့ထင်သလောက်အဆင်မပြေခဲ့ပါဘူး။ဒီလိုနဲ့1893ခုနှစ်မှာတော့ကာတီကာဝါမြို့ကကုန်တယ်တူရဲ့ငားရမ်းမှုကြောင့်တောင်အာဖရိကကိုတွားရောက်ပြီးအဲ့ဒီကုန်တယ်ရဲ့အမှုတွေရှေ့နေလိုက်ပေးခဲ့ရပါတယ်။ဂန္ဒီကြီးဟာတောင်အာဖရိကမှာအကြာကြီးနေဖို့စိတ်ကူးမရှိခဲ့ပေမဲ့အဲ့ဒီမှာနေထိုင်ဖို့အကြောင်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့လူမျိုးရေးခွဲခြားမှုပါပဲ။တောင်အာဖရိကမှာရှိတဲ့အိန္ဒိယတိုင်းသားတွေဟာနိုင်ငံသားအခွင့်အရေးနဲ့အခြားအခွင့်အရေးတွေကိုလုံးဝမရရှိဘဲအနိုင်ခံနေရတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်ဂန္ဒီကြီးကနာဒါပြည်မှာအခြေစိုက်ပြီးနာဒါအိန္ဒိယကွန်ဂရက်ကိုတည်ထောင်ကာအိန္ဒိယသားတွေရဲ့အခွင့်အရေးတွေစတင်တိုက်ပွဲဝင်ခဲ့ပါတယ်။သူဟာတောင်အာဖရိကမှာအိန္ဒိယပြည်သားတွေရဲ့နိုင်ငံရေးကိုမြင့်တင်ရင်းဝတ်လုံတော်ရအဖြစ်နဲ့18နှစ်တန်တိုင်အလုပ်လုပ်ကင်ခဲ့ပါတယ်။အဲဒီနောက်တောင်အာဖရိကကအိန္ဒိယတိုင်းသားတွေဟာတနယ်ကနေတနယ်ကိုလွတ်လပ်စွာကူးတန်းသွားလာခွင့်မရှိတာကြောင့်ဂန္ဒီကြီးကအဲ့ဒီအခွင့်အရေးရဖို့ရန်အတွက်အိန္ဒိယတိုင်းသား2000ကျော်ကိုဦးဆောင်ပြီးပြည်내နယ်နိမိတ်တွေကိုဖျက်ကျော်မောင်းနှင်ခဲ့ပါတယ်။သူရဲ့ရွေချက်ကတော့မတရားချုပ်ချယ်ထားတဲ့ဥပဒေကိုတိုက်ဖျက်ရင်းတောင်အာဖရိကအစိုးရကအိန္ဒိယတိုင်းသားအမြောက်များကိုဖမ်းဆီးခြင်းအပြင်အိန္ဒိယနိုင်ငံသားအားလုံးနှိုးကြားလာစေဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့အကြမ်းမဖက်ပဲတော်လာတဲ့တိုက်ပွဲကိုဂန္ဒီကြီးကတစ္ဆာဂျဟလို့အမည်ပေးခဲ့ပါတယ်။ဂန္ဒီကြီးက1908ခုနှစ်ကစပြီးတစ္ဆာဂျဟတိုက်ပွဲတွေကိုဆင်နွှဲခဲ့ရကနေ1914ခုနှစ်ထိဝင်ငွေအလွန်ကောင်းတဲ့ရှေ့နေအလုပ်ကိုဆွန့်လွတ်ပြီးတောင်အာဖရိကရဲ့အရေးကိုပဲကြိုးပမ်းခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့စီဘာမာရီလို့ခေါ်တဲ့ရွာကလေးတူရွာမှာနေထိုင်ပြီးရှေးလက်ပြုပြင်လုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ပါတယ်။1939ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာတဲ့အခါမှာတော့ဂန္ဒီကြီးကအိန္ဒိယပြည်လွတ်လပ်မှသာလျှင်မဟာမိတ်ဆွေတွေကိုကူညီပြီးပူးပေါင်းနိုင်မယ်လို့ကြေညာခဲ့ပါတယ်။မူလကတော့ဂန္ဒီကြီးဟာနာဇီဝါဒနဲ့ဖက်စစ်ဝါဒကိုဆန့်ကျင်ပြီးဗြိတိရှအစိုးရကိုအကြက်သေးတွေ့စေမဲ့အလုပ်မျိုးကိုရှောင်ကျဉ်ခဲ့တာပါ။ဒါပေမဲ့လွတ်လပ်ရေးအတွက်လူထုရဲ့ဆန္ဒကပြင်းပြလွန်းလာတဲ့အခါမှာတော့ဗြိတိရှပြည်ခံ Locklin Lixco ရဲ့ပူးပေါင်းကူညီဖို့ဖိတ်ခေါ်ချက်ကိုညှင်းပယ်ခဲ့ပါတယ်။ကွန်ဂရက်သဘောထားကတော့လုံးဝလွတ်လပ်ရေးမရရင်မကူညီဘူးဆိုတဲ့သဘောထားပါပဲ။ဒါကြောင့်ဗြိတိရှအစိုးရဟာစာရဒတ်ပို့စခရစ်ကိုဂန္ဒီနဲ့စိတ်ဆက်ဖို့ဆေလွတ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဂန္ဒီကြီးဟာအာဏာဖီဆန်ရေးကိုစတင်လှုပ်ဆောင်ပြန်ပါတယ်။ဒါကြောင့်ဂန္ဒီကြီးနဲ့အတူကွန်ဂရက်ခေါင်းဆောင်တွေကိုစစ်တွင်းမှာဗြိတိရှအစိုးရကဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ဒီလိုနဲ့တိုင်းပြည်တွင်းမှာအခြေအနေတွေအပြောင်းအလဲဖြစ်လာပြီး1920ပြည့်နှစ်မှာတော့ဂန္ဒီကြီးဟာအစိုးရနဲ့မဆက်ဆံရေးလမ်းစဉ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြန့်ပွားအောင်ဆောင်ရွက်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့အိန္ဒိယပြည်လူထုတရက်လုံးကသူ့ကိုမဟာတမဂန္ဒီတူတော်စင်ဂန္ဒီလို့စတင်ခေါ်လာကြပါတော့တယ်။ဒီလှုပ်ရှားမှုတွေကြောင့်ဗြိတိရှအစိုးရကဂန္ဒီကြီးကို1924ခုနှစ်မှာထောင်ဒဏ်6နှစ်အပြစ်ပေးခဲ့ပါတယ်။ဒါပေမဲ့ပြည်သူရဲ့လှုပ်ရှားမှုကြောင့်ထောင်ဒဏ်6လပဲကြာခံပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။1930ပြည့်နှစ်ဧပြီလမှာတော့ဂန္ဒီကြီးကအိန္ဒိယပြည်ရဲ့စားခွန်တော်ဥပဒေကိုဖောက်ဖျက်ဖို့အတွက်လူထုအမြောက်များနဲ့သူပြန်လည်ကမ်းခြေကိုတွားပြီးစားချက်ခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေကြောင့်1930ပြည့်နှစ်မေလ9ရက်နေ့မှာဂန္ဒီကြီးဟာထောင်တွင်းကျဉ်းကျခံရပြန်ပြီး1931ခုနှစ်ဇန်နဝါရီလကျမှထောင်ကလွတ်လာခဲ့ပါတယ်။အဲဒီအချိန်မှာအိန္ဒိယပြည်ကလန်ဒန်မြို့မှာကျင်းပပေမဲ့မျက်နှာစုံညင်စည်းဝေးမှာကိုပိုင်အုပ်ချုပ်ခွင့်အတွက်ရေးဆိုနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ဗြိတိရှပြည်ခံလော့အဝန်နဲ့စိတ်ဆက်တဲ့အခါမှာတော့ဂန္ဒီကြီးဟာအာဏာဖီဆန်ရေးလုပ်ငန်းကိုခေတ္တရပ်ဆိုင်းပြီးလန်ဒန်မြို့မျက်နှာစုံညင်စည်းဝေးကိုကွန်ဂရက်ကိုယ်စားလှယ်ဖြစ်တက်ရောက်ခဲ့ပါတယ်။ဒါပေမဲ့လန်ဒန်ကပြန်လာတဲ့အခါမှာတော့စိတ်ဆက်ရေးကပြက်ပြားသွားခဲ့တာကြောင့်ဂန္ဒီကြီးကထပ်မံဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရပြန်ပါတယ်။ထောင်တွင်းမှာရှိနေစဉ်အတွင်းမှာဂန္ဒီကြီးဟာဇက်နိုင်သူ
ကန်နီချမ်းများရဲ့အရေးအတွက်အစာငတ်ခံဆန္ဒပြခဲ့ရာထောင်ထဲမှာတင်ကွယ်လွန်လူနီးပါးဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဗြိတိရှအစိုးရကသူ့ကိုထောင်ကလွတ်ပေးခဲ့ရပြန်ပါတယ်။အဲဒီနောက်ကန်နီကြီးကထောင်တွင်းကနေပဲကန်နီချမ်းတွေရဲ့အရေးကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး1934ခုနှစ်ရောက်တဲ့အခါမှာတော့အိန္ဒိယအမျိုးသားကွန်ရက်ရဲ့ခေါင်းဆောင်ဖြစ်ကနေအနားယူလိုက်ပါတော့တယ်။ဒါပေမဲ့နိုင်ငံရေးပဋိပက္ခတွေကတော့အိန္ဒိယနဲ့ပါကစ္စတန်ခွဲခွာရတော့မယ့်အချိန်မှာဟိန္ဒူနဲ့မွတ်စလင်ကြားအဓိကရုဏ်းတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ခေါင်းဆောင်တီတီကအာမခံကြတဲ့အတွက်ဂန္ဒီကြီးကအစာငတ်ခံဆန္ဒပြမှုရဲဆိုင်ခဲ့ပေမဲ့1948ခုနှစ်ဇန်နဝါရီလမှာတော့ဟိန္ဒူမွတ်စလင်အဓိကရုဏ်းတွေဟာပြန်လည်ပြင်းထန်လာခဲ့ပါတယ်။ဒီလိုနဲ့ဂန္ဒီကြီးကအစာငတ်ခံဆန္ဒပြခဲ့ရာ143နာရီနဲ့မိနစ်45မိနစ်ရောက်တဲ့အခါဟိန္ဒူစစ်နဲ့မွတ်စလင်အမျိုးခေါင်းဆောင်တွေကတင့်မြတ်ညီညွတ်ရေးဂတိကဝတ်တွေကိုလာရောက်ပေးကြတဲ့အတွက်အစာငတ်ခံခြင်းကိုရပ်ဆိုင်ပြီးအစာပြန်လည်တုံးဆောင်ခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာဆိုးကတော့အနာကိုချင်းကပ်လာခဲ့ပါပြီ။ဇန်နဝါရီလ27ရက်နေ့မှာတော့ဟိန္ဒူလူငယ်တူဦးဟာဟိန္ဒူမွတ်စလင်ငြိမ်းချမ်းရေးကိုမလိုလားတဲ့အတွက်ဂန္ဒီကြီးရဲ့နေအိမ်အနီးမှာဘုံဖောက်ခွဲခဲ့ပါတယ်။ဒါပေမဲ့ဂန္ဒီကြီးကတော့အဲ့ဒီလူငယ်ကိုအပြစ်မှခွင့်လွှတ်ဖို့မေတ္တာရက်ခံခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြေကွေးစံနေရကြီးရောက်ရှိလာခဲ့ပါတယ်။1948ခုနှစ်ဇန်နဝါရီလ30ရက်ညနေ9:10မိနစ်အချိန်ဂန္ဒီကြီးဟာဒေလီမြို့ရှိသူ့ရဲ့ဗီယာလာနေအိမ်ကနေဖျားဝူးပြဖို့အလာမှာဟိန္ဒူလူငယ်တူဖြစ်တဲ့ဘတ်ဆေးဆူသူကဂန္ဒီကြီးကိုဘစ်စတိုတနက်နဲ့3ချက်တိုင်ပစ်ခတ်ခဲ့ပါတယ်။ဂန္ဒီကြီးကတနက်တန်ရာကြောင့်နိုင်ဝက်ခန့်အကြာမှာပဲအနှိမ့်ဆရောက်ကွယ်လွန်သွားခဲ့ရရှာပါတယ်။နောက်တစ်နေ့မှာတော့ဂန္ဒီကြီးရဲ့ရုပ်ကလပ်ကိုနေအိမ်ကနေယမုနာမြစ်ကမ်းခြေစီတို့ပို့ဆောင်ကြပြီးမိတကြိုကဂန္ဒီကြီးရဲ့အယိုးပြာတွေကိုယမုနာရေကန်အရင်မှာမျောလိုက်ကြပါတော့တယ်။ဒါကတော့အကြမ်းမဖက်ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ဘာကိုလွှမ်းမိုးခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ဖခင်ကြီးမဟာတမဂန္ဒီရဲ့ဘဝနှိကုံးပဲဖြစ်ပါတယ်။ဒီလိုမျိုးပူးပေါင်းရှိတဲ့အကြောင်းတွေကိုပို့ပြီးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့ရန်အတွက်တောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာချမ်းသာရှင်လန်းကြပါစေဗျာ။